အားလုံးမင်္ဂလာပါခင်ဗျာရွှေသီးနှံမျိုးကောင်းမျိုးတန့်စိုက်ပျိုးထုတ်လို့ရေးမှကြိုးပါတယ်ခင်ဗျာကျွန်တော်တို့ဒီစပားကိန်းကတော့ ATM 303မျိုးစေ့ထုတ်စိုက်ခင်းဖြစ်ပါတယ်ကျွန်တော်တို့စပားမျိုးစေ့အရည်သွေးကောင်းမွန်စေဖို့အတွက်စပားမျိုးတန့်စင်ခြင်းလုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒါအခင်းထဲမှာနောက်ဆုံးအဆင့်ရုပ်ခွဲတန့်စင်ခြင်းများကိုဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ရှိတ်သိမ်းပြီးပြီဆိုရင်လည်းကျွန်တော်တို့မျိုးစေ့တန့်စင်စနစ်နောက်တစ်ချိန်ထပ်မံတန့်စင်မှာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ကတော့စပားမျိုးတွေကိုအကြီးသွေးပြည့်မီတဲ့မျိုးစပားများဖြစ်အောင်အဆင့်ဆင့်မျိုးကွဲများဖယ်ရှားပြီးအဆင့်ဆင့်တန့်စင်ခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့မျိုးစပားတွေကအကြီးသွေးပြည့်မီပြီးတော့မျိုးစေ့စံချိန်စံညွှန်းနဲ့မိတဲ့မျိုးစပါးများပဲထုတ်လုပ်နေခြင်းဖြစ်ပါတယ်ခင်ဗျာ ATM 303ကကျွန်တော်တို့ရွှေဘိုဒေတာရာသီဥတုနဲ့ကန့်ညီတဲ့မျိုးစပါးထဲမှာပါပါတယ်ဒါကြောင့်မို့လို့လာမယ့်နွေရာသီမှာလဲအလေးထားစိုက်ပျိုးတဲ့စပါးမျိုးတစ်ခုဖြစ်ပါတယ်ခင်ဗျာ ATM 303မျိုးစပါးကပင်ပွားနှုန်းအထူးကောင်းမွန်ပါတယ်အပင်ကြန့်ခိုင်မှုစပါးပင်အနံစအလွန်ကောင်းမွန်တဲ့စပါးမျိုးစားဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ထွက်နှုန်းကောင်းစပါးမျိုးတစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်တို့စံအရည်အသွေးကတော့တမ်းမြင့်စံမျိုးစားထဲမှာပါပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့လေ့လာစောင့်ကြည့်ရမယ့်မျိုးစပါးလည်းဖြစ်ပါတယ်ခင်ဗျာ